series လေးဖြစ်တော့ကိုကဒီပန်းတွေရိုက်လို့ရှိရင်လည်းအရန်ကို view ဆိုင်ပြီးတော့ကိုနေရာကနေပြီးတော့ပဲဟိုစူးစမ်းပြီးတော့တရုပ်ဆောင်သွားမှာပါသမီးကအသက်တော့ရှိတယ်။အော်ဘာလို့အခုထပ်ပြီးတော့သမီးရွေးချယ်တာလဲ။ပုံမှာကတော့ပထမပုံမှန်နိုင်ငံကတော့ကိုရီးယားနိုင်ငံကိုပြောတယ်။တလောက်ကိုဘာလို့ထောက်ပံ့မှန်းလဲ။တိတ်တထောင်အဲ့ဒါထောက်ပံ့မယ်ဖြစ်တယ်။ဒီလိုပြောတဲ့စီကံလိုက်နာမယ်။တော့တဲဖို့စားဖို့တောက်ဖို့နေဖို့ထိုင်လို့ကတော့ဟောဒီကအားတော့တောက်နေတာဖြစ်တယ်။နော်အဲ့ဒါကိုသဘောတူမယ်ဆိုရင်ဒီမှာလက်မှတ်ထိုးရအော်တခုတော့ရှိတယ်လို့တပီး6နှစ်အတော်အတွင်းမှာလုံးဝရည်စားထားရင်လုံးဝမရှိစရာအဲ့ဒါတော့စီကမ်းမှာအကြီးဆုံးမှအဲ့တော့တကယ်လို့များအခုတည်းကတန်လို့စင်နေပါရှိခဲ့မှာဆိုအခုတည်းကခါတတ်ဖြောင်းမရဘူးဆရာကြီးသမီးကစဉ်းစားအောင်မယ်နော်အားမနာပါနဲ့ရပါတယ်စဉ်းစားလိုက်ပါနော်ဟာကျမတို့ပြန်လို့ပြပါဦးဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါနာတီလိုက်ပါနေမေးလိုက်တာအကောင်းဆုံးဖြစ်မှာပါပြောစရာများမပေးခဲ့နိုင်တာနာမနေမလို့ပါဘာမနေမောဆုံးငါပြပြရစေကွာကောင်းဆုံးဖြစ်မှာပါပြောစရာများမပေးခဲ့
သွားပြီးတော့အကူအညီတောင်းတာအကောင်းဆုံးဖြစ်မှာပါပြောစရာများမပေးခဲ့နိုင်တာငါကိုနေခွင့်လို့ပါကဘာမနေမောင်းဆုံးငါဖြစ်ပြရစေကွာတာယာမှုမရှိတဲ့ဘဝမျိုးမလာတဲ့ဒုက္ခနိုးနေဒီလူကိုနာကြည့်လိုက်ပါနေမေးလိုက်တာအကောင်းဆုံးဖြစ်မှာပါပြောစရာများမပေးခဲ့နိုင်တာငါကိုနေခွင့်လို့ပါကဘာမနေမောင်းဆုံးငါဖြစ်ပြရ